မဆွေတို့ရဲ့ဒီနေ့ကျွန်တော်တော့ပြရကနာဒီနှလုံးအပိုင်ကနာလေးပေါ့နော်သူကစက်တိုက်ဝင်လာတဲ့အတွက်ဒီမိတ်ဆွေတို့ကျွန်တော်ပဲမြောက်ဝေပဲမိတ်ဆွေတို့နော်ကျွန်တော်ထားထားတဲ့ဒီရှစ်6 5ရယ်ပြီးတော့ထားထားတဲ့ဒီ3 5 6ရယ်မိတ်ဆွေတို့နော်အဲ့ဒီကနာကိုနဲ့ကျွန်တော်တွားမယ်နော်အဲ့ဒီကျွန်တော်တို့တနည်းပြလဲဆိုတော့ကျွန်တော်ဒီလိုယူလိုက်တာတနည်းရတော့ဒီကျွန်တော်တို့ဒီလိုပေါ့နော်ဒီလိုတနည်းရဒီ3လုံးပေါ့နော်ဒီက3လုံးကိုပေါင်းလိုက်တာမျိုးဆိုနော်ဒီက3လုံးပေါင်းလိုက်မယ်ဆိုရင်တော့ဘာရမလဲဆိုတော့သူကဒီလိုပေါ့8 3 5ပေါင်းခြင်းဒီ16နော်မျိုးဆိုဟုတ်လားမျိုးဆိုတော့16ဆိုတော့ကျွန်တော်တို့ဒီရမယ်နော်16ဆိုတော့6ပါဝါနော်6ပါဝါဒီတက်လို့ယူလိုက်မယ်6ပါဝါတက်လို့ယူမယ်ဆိုတော့နော်6ပါဝါဒီတက်လို့ယူလိုက်တာမျိုးဆိုတော့အတွက်နေရတော့ဒီလိုပါပဲပြီးရင်ကျွန်တော်တို့ဒီရနော်ဒီရကနန်းနော်ဒီဟာပေါ့ဒီ6 5 6ကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုတော့6 5 6ဆိုတော့သူက6 5 6ကျွန်တော်ပေါင်းမယ်ဆိုရင်ဒါပေါ့နော်ဒီလို6 5 6ကျွန်တော်ပေါင်းမယ်ဆိုရင်မရနော်ပေါင်းမယ်ဆို19နော်ဆိုတော့19တော့ကျွန်တော်တို့ဒီလိုရေးတာခွန်နော်မဆိုတော့ခွန်ပါဝါဒီနော်ခွန်ပါဝါဒီနဲ့နော်မဆိုတော့နော်အဲ့လိုခွန်ပါဝါဒီနဲ့နခတ်ဒီ4ဆိုပြီးကျွန်တော်တို့ယူလိုက်တာနော်ဒီတော့နေ့တော့မဖောက်လို့တော့အကြောင်းကြောင့်နည်းနည်းနောက်လေးနည်းနည်းပြန်ပြပြမိစေတော့ဒါဆိုကျွန်တော်တို့ရတဲ့ဒီဥစ္စာကျွန်တော်တွဲလိုက်တာမိစေတော့နော်အဲ့လိုပဲတွားမှာကျွန်တော်ဒီကကနန်းမှာကျွန်တော်ဒီကနေစတွဲမယ်ဒီခွန်ကနေစတွဲတော့ဒီခွန်ကဒီ3လုံးဒီနှလုံးနဲ့တွဲတာဒါဆိုရင်ခွန်6ရမယ်ဆိုတော့နော်တွဲပြလိုက်နော်ခွန်6နော်နှစ်6ဟုတ်လားဆိုခွန်6ပဲနှစ်6ပေါ့နော်ဒီလိုလာတယ်မျိုးဆိုတော့ဒီ3လုံးနေစားတဲ့ခွန်6ပဲနှစ်6ပဲ4 6ပေါ့မျိုးဆိုတော့ဟုတ်လား4 6ပဲလို့ပြီးရင်ဒီတက်ကြံနေတယ်ဒါခွန်တက်နှစ်တက်ပြီးရင်4တက်ပေါ့မျိုးဆိုတော့အဲ့လိုဟုတ်လားမျိုးဆိုတော့ဒါဆိုကျွန်တော်တို့ရတဲ့ကဏ္ဍနေသူကဒီပြီးခဲ့တဲ့ဟို16နေတော့ထွက်သွားတာပေါ့သူက16နေတော့16နေ9လပိုင်းတော့ထွက်သွားတာမျိုးဆိုဒီကဏ္ဍနော်ထွက်သွားတာပါလဲဆိုတော့သူကထွက်သွားတာဟိုပါလေ646ထွက်သွားမျိုးဆိုတော့ဝင်လာဆိုကြည့်လိုက်မယ်ဆိုရင်သူကမျိုးဆို46ဝင်လာမျိုးဆိုတော့နော်46နော်အနောက်46ဝင်လာတယ်နော်ပြီးရတဲ့ကျွန်တော်ဆက်သွားရင်ဒီတော့နေ့တိုင်းပဲနော်ဒီလိုကောင်းစတော့ဒီလိုနော်ဟုတ်လားမစတော့ဒီလိုပေါ့သူကအားလုံးပေါင်းလိုက်မယ်ဒီ3လုံးပေါင်းလိုက်မယ်အားရမလဲဒီ3လုံးလေး3 6 4ဆိုရင်ကျွန်တော်ပေါင်းမယ်ဆိုရင်သူက30ဆိုရင်73ပေါ့မစဟုတ်လား73ဆိုရင်ကျွန်တော်တို့3ပါဝါဒီ8လို့ရမယ်ဆိုတော့3ပါဝါ8ရမယ်ဆိုတော့3ပါဝါဒီ8အဲ့လိုရွေးတာပြီးရင်ကျွန်တော်ကြံတဲ့ဒီဟာပေါ့965ပေါ့မျိုးဆိုတော့နော်965ကိုကျွန်တော်ပေါင်းလိုက်တာနော်965ကျော်ပေါင်းလိုက်ရမယ်ဆိုတော့9 7ဆိုရင်6 7ခွန်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရကဏ္ဍနေခွန်ပါဝါဒီခွန်ပါဝါနဲ့လို့ရမယ်ဆိုတော့ခွန်ပါဝါနဲ့နော်နင်းနခတ်ဒီနော်နင်းနခတ်ဒီလေးမယ်ဆိုတော့နော်ဒါဆိုကျွန်တော်တို့တွဲလိုက်မယ်ဒီအပေါ်ကဒီအောက်နှလုံးတွဲလာခုနမျိုးပဲနော်ကျွန်တော်ဒီဝါးနဲ့စတွဲလိုက်မယ်ဒီခွန်နဲ့စတွဲလိုက်မယ်နော်ဒီခွန်ကနေဒီနှလုံးကိုရင်တွဲမယ်ဒီနှလုံးနော်ဒါဆိုရင်ကျွန်တော်ရပြီ
混တု混血ပုံမျိုးဆိုဟုတ်လား混တု混血ပြီးရင်နှစ်ဆိုရင်နှစ်3နှစ်8နော်ပြီးရင်ဒီ4ဆိုရင်လည်း4 3 4 8ပုံမျိုးဆိုနော်အဲ့လိုပေါ့ဒီနှလုံးအပိုင်းသူကထောက်ထားတဲ့ကဏ္ဍဒီကိုခွန်ရှက်ထောက်ထားမျိုးဆိုနော်ဒါဆိုကျွန်တော်တို့ရတဲ့ကဏ္ဍဒီကိုခွန်ရှက်ဆိုတော့ကျွန်တော်တို့ရကဏ္ဍဒီတင်ပါပေါ့ဆိုခွန်ရှက်ဆိုတော့နော်မျိုးဆိုတော့နော်ကိုခွန်ရှက်ဆိုတော့နော်ခွန်ရှက်ပုံဆိုတော့နော်နှလုံးအပိုင်းလေးပေါ့နော်ဒါကဲဒီတစ်ပတ်အတွက်ကျွန်တော်တို့တွားကြည့်ရအောင်နော်မျိုးဆိုတော့နော်တော်ရတဲ့ဒီကျွန်တော်တို့ထောက်ထားလေးကြီး6 4 6နော်အဲ့ဟာကျွန်တော်တို့ဘာနဲ့တွက်မလဲ9 8နဲ့တွက်မယ်ဆိုတော့နော်ပြီးရင်ကျွန်တော်အဲ့9 8ကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ဒီရနှလုံး3လုံးပေါ့နော်ပြောရင်နော်ကျွန်တော်တို့ပေါင်းကြည့်လိုက်မယ်ဆိုရင်ဘာရမလဲ9နဲ့16နဲ့6ဆိုရင်ဘယ်လောက်လဲ20နဲ့မှနဲ့နော်ဟုတ်လားမရှိဘူး20နဲ့ဆိုတော့ကျွန်တော်တို့နဲ့နော်နဲ့ပါဝါဒီကျွန်တော်နဲ့ပါဝါဒီခွန်ဟုတ်လားမရှိဘူးနဲ့ပါဝါဒီခွန်နော်မှန်တယ်မရှိတော့နဲ့ပါခွန်ဒါဆိုကျွန်တော်တို့ဒီရတဲ့ဒီရပေါ်3လုံးနော်ဒီဒါလည်းပြန်ပေါင်းရမယ်ဆိုတော့နော်ထုံးစံတိုင်းပေါ့ပေါင်းမယ်ဆိုရင်ဘာရမလဲဆိုတော့6 4နဲ့6နဲ့ဆိုရင်10ဆိုရင်8ဆိုရင်ဘယ်လောက်ရမလဲ18ဒါဆိုရင်ကျွန်တော်တို့ရကဏ္ဍဒီ18ဆိုတော့8အဲ့ဒါတော့8ရဲ့ပါပါနော်ဆို8ပါပါဒီ3ဟုတ်လားဆိုတော့ပြီးရင်3ရဲ့နှစ်ခတ်ဒီ3ရဲ့နှစ်ခတ်ဒီ9မရှိတော့ဒါဆိုကျွန်တော်တို့ဒီအပေါ်နဲ့ဒီအောက်နှလုံးနဲ့ကျွန်တော်တို့တွဲရမယ်ဆိုတော့ဒါဆိုကျွန်တော်တို့ဒီရှေ့ကနေစတွဲရမယ်လို့ဆိုတော့ဒီရှေ့ကနေစတွဲရမယ်ဒီရှေ့ကနေဒီနှလုံးစတွဲရမယ်ဆိုတော့ဒါဆိုတွဲရမယ်ဆိုရင်ရှင်းနဲ့ရှစ်ခွန်ပေါ့ဟုတ်လားရှင်းနဲ့ရှစ်ခွန်နော်ပြီးရင်ဒီ3နဲ့3ခွန်ဟုတ်ဆိုတော့ပြီးရင်9နဲ့9ခွန်နော်ဒါဆိုကျွန်တော်တို့ရမယ်ဒီတစ်ပတ်အတွက်ရမယ်ဒီ16ရက်နော်10လ2025မှာမျိုးဆိုတော့နော်ဒါနှလုံးအပိုင်ကလေးကဏ္ဍလေးမျိုးပြီးရတဲ့ပါရတူလာတာတော့သူကဒီဟိုပါဘောနော်ဒီခါနဲ့အပိတ်နဲ့လာတာမိတ်ဆွေတော့ထိပ်ပဲရှာထည့်ရတော့အဲ့မျိုးပေါ့အဲ့တော့ဒီလိုပါပဲမိတ်ဆွေကြည့်လိုက်လေတော့ထောက်ထားတာဒီလိုပေါ့ဒါဆိုလက်ဒီမှာ4-6ဆိုတော့သူထိပ်ပဲပေါ့နော်ဒီခါနဲ့ပိတ်လာတယ်ဒီမှာတော့လဲခွန်ရှစ်လဲလို့ပဲမိတ်ဆွေနော်ခွန်ရှစ်လဲခါနဲ့အပိတ်ပေါ့ဒီတစ်ပတ်တာရှိမိတ်ဆွေနော်မိတ်ဆွေတော့ကြိုင်မှာပေါ့နော်ဒါနော်ဒါပါမိတ်ဆွေနော်ကြိုင်မှာပဲစားပါနော်